တရားရုံးရောက်လာတဲ့အဓိကတရားခံခင်မူကီတယောက်ကျန်းသစ္စာကျိန်ဆုံနေပါတယ်တရားရုံးအတွင်းကိုအဖွဲ့မူကီထဲအုံတို့အပြင်မေဂျာရှင်းနဲ့ဒိုစုတို့ပါလိုက်ဝင်လာပြီးအခြေအနေစောင့်ကြည့်နေပါတယ်ဦးစွာအိုဆန်းမီရဲ့သတင်းစာရှင်းလင်းပွဲအကြောင်းသိပြီးပြီလားလို့မေးတော့သူ့မိမထိုနေ့ကပြောသမျှအားလုံးဟာတလွဲတွေကြီးပဲလို့ဖြေပါတယ်ဒါဆိုတကယ်ခိုင်းစေတာဘယ်သူလဲလို့မေးတော့ဂျွန်နန်မတ်ရဲ့ဒူဥက္ကဋ္ဌမိုက်ကယ်ဆိုတဲ့အတွက်တေချာတဲ့တက်သိရှိလားလို့အတွင်းရင်မှုဟုံကမေးပါတယ်သူတို့ရှာတွေ့ထားသလောက် Dynamic System အတွက်လျှို့ဝှက်အသုံးပြုနေတဲ့ဘဏ်အကောင့်တစ်ခုတွေ့တယ်ဆိုတဲ့အခါမိုက်ကယ်နဲ့ပတ်သက်တဲ့တက်သိအထောက်အထားကို FTP စိုက်မှာဝင်ကြည့်လို့ရရလို့ထားဖြေပါတယ်ဒါကြောင့်တရားရုံးဘက်ကဂင်မူကီရွတ်ပြတဲ့ FTP အကောင့်အတွင်း login ဝင်လိုက်ပြီးနောက်ငတုံးကောင်လို့နာမည်ပေးထားတဲ့ file ကိုဖွင့်ကြည့်ရမှာပါတယ်ထိုတက်သိဗီဒီယို file အတွင်းမှာတော့အကျွေးပတ်လက်ဝိုင်းနေတဲ့သူ့ကိုယုံကြည်လို့ရနိုင်ကြောင်းထောက်ခံပေးနေတဲ့ဂျေယုံရဲ့အတန်နဲ့အတူမိုက်ကယ်ငွေလွှဲလိုက်တဲ့အရာကိုပါအတည်ပြုနိုင်သွားတာကြောင့်ကျန်ရစ်သူတွေထံကယူကျုံမရပောက်ကွဲတန်တွေထွက်လာသလိုအားလုံးပြီးသွားပြီဖြစ်လို့မင်းကျရှစ်တို့လည်းထထွက်သွားပါတယ်ထင်မှတ်မထားလောက်တင်းငိမ့်နေတဲ့ဂင်မူကီကတော့ဗီဒီယို file တွင်းမြင်ရသူကသူ့ကိုဒေါ်လာ9 သန်းလွှဲပေးခဲ့သူမိုက်ကယ်အယ်မန်ဒါဖြစ်ကြောင်းဖြောက်ချက်ပေးပါတယ်အားလုံးအဆုံးသတ်လို့ဆဲဆဲမှုကိုဟေရီကလက်ချင်းရရန်ကန်းကလုံနိုင်ခဲ့ပြီလို့အောင်ပွဲခံလိုက်ကြပါတယ်ဂျွန်နန်မတ်ရဲ့လက်ချက်ဆိုတာအဖြေပေါ်သွားပြီမို့အတွင်းရင်မှုယွန်းထန်ဆက်သွယ်ပြီးကြိုတင်စီစဉ်ဖို့အတွက်တွေးမရမယ်ပြောတဲ့အခါမင်းရှုပ်တွေကိုငါကလိုက်ရှင်းနေရအောင်မလားလို့ပြန်မေးပါတယ်ပြီးတော့တက်တဲ့အားလုံးအမြန်ဖြောက်ဖြတ်ပြီးညွှန်ကြားချက်အားလုံးဟာထောက်လန့်ရေးဒရိုက်တာစီကလို့လွှဲချခိုင်းပါတယ်ပြည်သူ့ကာကွယ်ရေးဝန်ကြီးကိုပဲအားကိုးမနေပဲကိုယ်တိုင်အခြေခံနီးလန်းတွေမတုံ့တက်ရင်အပြစ်ခံယူလိုက်ဆိုတာကြောင့်နိုင်ငံရေးသမားတယောက်သူ့ကိုထိုးကျွေးသွားပြီးမှရိပ်မိလိုက်ပါတယ်တစ်ချိန်တည်းမှာနောက်ကလိုက်ဖမ်းနေတဲ့ဂီထဲအုံးတို့လက်ကထွက်ပြေးနေတော့ကားတစ်စီးနဲ့တိုက်မိမလို့ဖြစ်သွားပါတယ်ကားပေါ်ကဆင်းလာသူဟာသူကိုယ်တိုင်လှုပ်ကြံခဲ့မှုတဲ့ခေါင်းဆောင်ကန်ကျူကျော်ဖြစ်နေတဲ့အတွက်နောက်လိုက်တွေကထိတ်လန့်စွာထွက်ပြေးသွားပြီမဲ့မေဂျာရှစ်ကတော့နောက်ွယ်ကကြိုးကင်နေသူကိုနောက်ကျစွာရိပ်မိလိုက်ပြီးဖြစ်ပါတယ်အေဂျင့်တော်တော်များများအသက်ပေးလိုက်ရသည့်အထိကောက်ကျစ်ခဲ့သူကိုနာကြီးစွာထိုးနေရကြောင်းဂီထဲအုံးကဝင်တားနေရပါတယ်တရားရုံးရဲ့စီရင်ချက်မှာတော့ B357 လေရင်ပြတ်ကျမှုမှာ Dynamic System ရဲ့ဝန်ထမ်းတွေပေါ်ဆမှုလုံခြုံရေးရော့ပါမှုလို့ထင်ရှားတာကြောင့်ကျန်ရစ်သူမိသားစုဝင်တွေဟာဝန်ဆက်သက်တမ်းနစ်နာကြီးပေးရန်အမိန့်ချလိုက်တာကြောင့်အားလုံးကနားမလည်နိုင်ဖြစ်ကုန်ပါတယ်တီးမခံနိုင်တဲ့ချားတဲ့ကောင်ကလေရင်ပြတ်ကျအောင်လုပ်ခဲ့တာဂျွန်နန်မတ်ဖြစ်ပေမဲ့ဘာကြောင့် Dynamic System ဘက်ကတာဝန်ယူရတာလဲထမီးကရုပ်ရုပ်သဲသဲတွေဖြစ်ကုန်ပါတယ်တရားသူကြီးကစီရင်ချက်ကိုလက်မခံနိုင်ရင်အယူခံဝင်နိုင်တဲ့ဆိုပေမဲ့အက်ဒဝါကတော့ကျန်ရစ်သူမိသားစုဝင်တွေအပေါ်တနည်းနည်းနဲ့နာကျင်စေခဲ့တာကြောင့်တာဝန်ယူဖို့ထိုက်တန်တယ်လို့ဆိုပါတယ်ဒါကြောင့်လေရင်ပြတ်ကျမှုအတွက်ဂျွန်နန်မတ်ကိုအကြမ်းဖက်မှုနဲ့တရားစွဲဖို့တရားသူကြီးကထပ်မံအမိန့်ချလိုက်ပါတယ်ဒီအတွက်ကိုတော့အသက်နဲ့ယင်ပြီးအမှန်တရားဖော်ထုတ်ခဲ့ကြတဲ့မိသားစုဝင်တွေနဲ့အတူတေချာပေါက်တရားစွဲမဲ့နေရာမှာပါဝင်မယ်လို့အသိပေးလိုက်ပါတယ်ချားတဲ့ကွန်ပေါ်အထင်လွဲခဲ့ကြတဲ့အခြားမိသားစုဝင်တွေဟာသူတို့ရဲ့တန်တရားတွေအတွက်ပြန်လည်တောင်းပန်နေစဉ်ကိုဟေရီတယောက်ခါနာတယ်ဆိုကသွေးတွေနဲ့မှုချားတဲ့ကွန်ကထမ်းပြီးအပြင်ထွက်လာပါတယ်ဒီအချိန်မှအုံခန်းနေအောင်ကြောက်လာတဲ့မီဒီယာတွေဟာဂင်မူကီကိုခေါ်လာစဉ်ကဘယ်မှာသွားတည်နေရလဲလို့အော်ဟစ်မေးကထွက်သွားပါတယ်အခုမှသတင်းတောက်ပြီးသားနေကြတဲ့မီဒီယာတွေဟာလေရင်ပြတ်ကျမှုသတင်းကိုအပြိုင်ဆိုင်ဖော်ထုတ်နေပြီးမို့တမရခေါင်းကြီးလာပါတယ်ဒိုင်ရိုက် live လွှင့်နေစဉ်ကိုဟေရီကိုအရေးပေါ်ကားပေါ်တင်ပေးနေတဲ့ချားတဲ့ကွန်ဟာဖြစ်ပျက်သွားတဲ့ကိစ္စတွေရဲ့နောက်ွယ်မှာဘသူရှိနေရထင်လဲမေးတဲ့အခါကင်မရာဘက်လှည့်ကြည့်ပြီးသူအဖြစ်မှန်ကိုဖော်ထုတ်ပြမယ်လို့ပြောခဲ့တာမှတ်မိလားလို့အရင်မေးပါတယ်ပြီးတော့ဒီကိစ္စတွေကိုကြိုးကင်နေသူကခမားမဟုတ်ပါသေးနဲ့စွတ်တောင်းမိနေတုံးပဲလို့ပြောနေတဲ့အတွက်ဘသူကိုရည်ရွယ်တာလဲမေးတဲ့အခါနိုင်ငံတော်သမ္မတကြီးဂျောင်းကုဖြူလို့ထုတ်ပြောချလိုက်ပါတယ်အခုချက်ချင်းဒီအမှုကိုတရားဝင်ထုတ်ပြန်ကပါဝင်ပတ်သက်သူတွေကိုဖမ်းဆီးပြီးပြည်သူတွေစီမှာခွင့်လွှတ်မှုတောင်းခံမှုပါပြောသွားတာကြောင့်ငါ့ဘော်ခွေးချီးပါသွားတာလားလို့သမ္မတကဝန်ကြီးချုပ်ကိုလှည့်မေးလိုက်ပါတယ်အရေးပေါ်ကားပေါ်မှာသူမကိုထူပေးရန်ပြောလာတဲ့ကိုဟေရီကလေရင်ပြတ်ကျမှုနောက်ွယ်မှာသမ္မတပါဝင်နေတဲ့ဆိုတဲ့ပလူပြန်တဲ့သတင်းတွေကိုထားကြည့်ရင်လက်ဝါးချင်းရိုက်လိုက်ပြန်ပါတယ်ပြီးတော့ကိုတိုင်းပြည်အတွက်ပြည်သူတွေအတွက်အလုပ်လုပ်ပေးရတဲ့ခံစားချက်ကဒီလိုပါလားလို့ရေရွရင်တနက်မှန်ထားပြီးမဲ့ကြီးကျင်တာထိမ့်မရကြောင်းပြောပါတယ်နှစ်ယောက်စလုံးဟာတယောက်သာမရှိခဲ့ရင်အစောကြီးကတည်းကလက်လျှော့လိုက်မှဖြစ်ကြောင်းဖွင့်ဟနေပါတယ်တစ်ဖက်မှာချားတဲ့ကွန်ရဲ့စကားတခွန်းကြောင့်ပြဿနာအကြီးအကျယ်တက်နေသူသမ္မတကတော့သတင်းစာရှင်းလင်းပွဲကိုလက်ထောက်ရောင်းချီနဲ့သာလွှတ်ထားပါတယ်အခုမှလက်စွမ်းပြချင်နေတဲ့သတင်းတောက်တွေကတော့ရောင်းချီရဲ့စကားတွေကိုစန့်ကျင်ပြီးသမ္မတကိုယ်တိုင်ကထွက်ရှင်းတင်တာမျိုးမော်ရိုကိုမှာထောက်လန့်ရေးကဂင်မူကီကိုတတ်ဖို့ကြိုးစားခဲ့တာမျိုးနဲ့တရားရုံးမရောက်ခင်အုပ်လိုက်ကြီးဝိုင်းပစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုထောက်ပြလာတဲ့အတွက်ရောင်းချီဆွန့်အားလာပါတယ်ဘဲကသတင်းရလာမှမသိရခင်တိတ်ဆိတ်နေကြတဲ့မီဒီယာတွေဟာမျက်မြင်သက်သေနဲ့တရားခံကိုတတ်မိတ်ပေးခဲ့တာတွေဂျွန်နန်မတ်ရဲ့တိုက်လေရင်သဘောတူညီချက်ယူဖို့အတွက်အိမ်ပြတော်ကထတ်တိုဘတ်ဂျက်တောင်ယူသုံးခဲ့တာတွေအထိမေးခွန်းတက်နေရကြောင်းသမ္မတကြီးကတရားဝင်ထုတ်ပြန်မယ်လို့သာပြန်ပြောနိုင်ခဲ့ပါတယ်နိုင်ငံတော်စီမံရေးမှာရိုးသားမှုထက်ယုံကြည်မှုသာလိုအပ်တယ်ဆိုတဲ့သမ္မတကြီးကတော့သူအင်အားကြီးအောင်လုပ်ချင်တဲ့ကိုရီးယားနိုင်ငံတော်ကြီးအတွက်အခွင့်မသာတော့ပဲပြုတ်စော်နှံလာပြီးဖြစ်ပါတယ်ညံနေညံနဲ့အမြဲထွက်တတ်တဲ့ဝန်ကြီးကတော့ဒီကိစ္စအလုံးကိုအတွင်းရင်းမှုကကင်တွယ်ခဲ့တာဖြစ်ပြီးသမ္မတထံအချင်းချင်းတင်ပြမှုသာရှိကြောင်းလွှဲချခိုင်းပါတယ်တနတ်တန်ရာကြောင့်ခွဲစိတ်ခန်းဝင်နေရသူကိုဟေရီကိုကြံရစ်သူမိသားစုဝင်တွေကစိုးရိမ်စွာစောင့်ကြည့်နေကြပေမဲ့
ချားတဲ့ကောင်ကအိမ်ပြန်အနားယူဖို့ပြန်လွှတ်လိုက်ပါတယ်။သို့ပေမဲ့ဖះเจ้าနဲ့ဝင်ဆုတောင်းနေတဲ့သူနဲ့အတူအားလုံးကဆုံးရှုံးလိုက်ရသူတွေအဖို့ရည်ရွယ်ဆုတောင်းလိုက်ကြပါတယ်။သမရအတွက်ဘာမဆိုလုံးမဲ့ဆိုသူအတွင်ရင်မှုတယောက်သူကြောင့်ဆန္ဒပြပွဲတွေနဲ့သမရဆန့်ကျင်ကိစ္စတွေဖြစ်လာပြီးမှစိတ်ဓာတ်ကျနေချိန် VRB ထံကဖုန်းဝင်လာပြီးချက်ချင်းအိမ်ပြတော်ကိုလာရန်အမိန့်ပေးပါတယ်။ဝင်ကြီးချုပ်ကတော့အိမ်ပြတော်မှာမတွေ့စေချင်တာကြောင့်အပြင်မှာပဲတွေ့ရန်အကြံပေးတဲ့အတွက်တနေရာကိုချိန်ဆိုလိုက်ပါတယ်။လူတယောက်အတွက်ဝက်ဖက်တစ်ခုရှိနေကြယွန်အန်ကီယာသူ့တက်ပလက်တွင်ကဂျက်စီကာနဲ့တွေ့ဆုံပြီးသမရအတွက်ဒေါ်လာ3,500လက်ငွေယူထားတဲ့အကြောင်းနဲ့ထို900ခန့်နှုန်းထက်မလျော့တဲ့ငွေသားတောင်းယူရန်ဖိအားပေးခဲ့မှုတဲ့သမရရဲ့အတန်ဖိုင်ကိုပြန်လည်စစ်ဆေးရင်ချီတုံချတုံဖြစ်နေပါတယ်။အဲဒီနောက်သမရချိန်ဆိုထားတဲ့ဖះเจ้าထံလိုက်သွားတော့နှုတ်တခွန်းဟာပျက်စီးခြင်းမှန်သမျှစတင်တဲ့ပစိန်တွေဓာတ်တွေလိုပဲဆိုပေမဲ့ထိုနှုတ်တခွန်းနဲ့ပဲပျက်စီးခြင်းတွေကိုတားနိုင်တယ်လို့ပြောနေသူသမရအားဂျွန်နမက်နဲ့တရားမဝင်စာချုပ်ချုပ်မှုရဲနဲ့ထောက်လှမ်းရေးကိုအသုံးချကပြစ်မိတ်ပေးခဲ့မှုတွေအတွက်သူတာဝန်ယူမယ်လို့အသိပေးလိုက်ပြီးကိစ္စအလုံးဟာသမရကြီးခွင့်ပြုချက်မပါဘူးလို့အာမခံလိုက်ပါတယ်။ဒါဆိုလောလောဆယ်စုညံပွက်လော်ရိုက်နေမဲ့ကိစ္စတွေဟာများမကြခင်အဆုံးသတ်သွားမှာမို့ကောင်းကောင်းကင်တွယ်ဖြည့်ရှင်းရန်အမိန့်ပေးလိုက်ပါတယ်။အပြင်ပြန်ထွက်လာတော့ထောက်လှမ်းရေးဒရိုက်တာကသူတို့ကိုထိုးကျွေးနေမှတီလျက်နဲ့တကယ်ကြီးသမရအမိန့်တိုင်းလှုပ်တော့မလို့လားလို့မေးနေရကြောင်းသမရဖြစ်ခင်းဒီမှာအတူပြန်လဲရှင်းသန်နိုင်မှာမို့အတူပြည့်စည်ခြင်းလောက်ရက်တွေမတွေးရမှာလိုက်ပါတယ်။ကားပေါ်တော့ဖွင့်ပြီးပြန်တက်သွားတဲ့ယွန်အန်ကီယာသူထားခဲ့တဲ့တက်ပလက်လည်းမရှိတော့သလိုအရက်ပလင်းရဲ့မိသွေးခဲရဲ့ပါဝင်တဲ့ပါဆယ်ပုံးတစ်ခုကြောင့်ပြန်လဲအဖက်ဆက်စရာမရှိတော့မှရိပ်မိသွားပါတယ်။ခွဲစိတ်ခန်းအတွင်းကထွက်လာတဲ့ဂိုဟေးရီအတွက်ခွဲစိတ်မှုအောင်မြင်ခဲ့ပြီဖြစ်ပြီးကြောရိုးပေါ်ကအဲ့ရသေးသေးလေးကြောင့်ယာယီအကျော်သေးတာမျိုးဖြစ်နိုင်ပေမဲ့လေ့ကျင့်ခန်းပြန်လုပ်ပြီးရင်အဆင်ပြေကြောင်းအသိပေးပါတယ်။သတင်းစာရှင်းလင်းပွဲတက်လာတဲ့သမရဟာသူ့ဘော်တန်တရားများစွာနဲ့လေရင်ပြကြမှုအတွက်ထိတ်လန့်နေကြတဲ့ပြည်သူတွေကိုဥစွာတောင်းပန်လိုက်ပါတယ်။သူနဲ့ပတ်သက်သမျှရုပ်တိမတန်တဲ့သတင်းမှန်သမျှကိုရှင်းလင်းစွာထုတ်ပြန်ရရင်အမှားတွေသာဖြစ်ပေမဲ့ဒီဖြစ်စဉ်အတွက်ပြဿနာဖန်တီးသူကိုအမြင့်ပြတ်ဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။အဓိကတရားခံလို့တည်ထားရတဲ့အတွင်းရေးမှူးယွန်ဟန်ကီအမျိုးသားထောက်လှမ်းရေးဒရိုက်တာအန်ကီတုံတို့ဟာလက်ရှိယာရုကဖက်ရှားကအမှန်တရားအတွက်သင်လျော်တဲ့ဥပဒေတိုင်းဆောင်ရွက်မယ်လို့ကြေညာလိုက်ပါတယ်။အဲဒီထုတ်ပြန်ချက်ကြောင့်စုံစမ်းစစ်ဆေးရေးရုံးထံဒရိုက်တာအန်ရောက်လာခဲ့ပေမဲ့အတွင်းရေးမှူးယွန်ကတော့ပြတ်ဆုံးနေသေးဖြစ်ပါတယ်။ထိုသတင်းကိုနားထောင်နေတဲ့ယွန်ဟန်ကီယာသူ့အတွက်ပေးထားတဲ့အရက်ကိုတောက်ရင်မိခင်နဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံကိုနောက်ဆုံးအနေနဲ့ထုတ်ကြည့်ကမိသွေးကိုမိညှိပြီးကားထဲမှာပဲအဆုံးစီရင်သွားခဲ့ပါတယ်။ထိုသတင်းကြောင့်ခြေပြက်လက်ပြက်ငိုင်းကျသွားတဲ့သမရအားအပြစ်အလုံးကိုယွန်ဟန်ကီအပေါ်သာပုံချလိုက်ဖို့အကြံပေးတာကြောင့်ငိုရမလားရီရမလားလို့ပြန်မေးလိုက်ပါတယ်။တတိယလာပြီဖြစ်တဲ့ဂိုဟေးရီယာသူ့ကိုလက်တန်းတင်ပေးနေသူချားတဲ့ကောင်ကိုကြည့်ပြီးပြန်လဲအိပ်ပျော်သွားပါတယ်။ပြန်နိုးလာတော့အနားမှာရောက်နေသူကဟွာစုဖြစ်နေပြီးချားတဲ့ကောင်တယောက်တရေတောင်မအိပ်ပဲအခုမှထွက်သွားတဲ့အကြောင်းနဲ့ခေါင်းဆောင်ကန်ကိုဌာနမှာစုံစမ်းရေးခေါင်းဆောင်အဖြစ်ပြန်လဲတာဝန်အပေးခံရပြီလို့အသိပေးပါတယ်။လုံးသမျှအကုန်လွဲနေပြီဖြစ်တဲ့ဂျက်စီကာတယောက်လည်းသူမရဲ့သတင်းစာရှင်းလင်းပွဲကိုဖျက်သိမ်းပြီးအမေရိကသွားရန်စီစဉ်ခိုင်းလိုက်ပြီးမဲ့ပြည်ပထွက်ခွင့်အပိတ်ခံရကြောင်းနဲ့မကြခင်ဖမ်းဆီးခံရလိမ့်မယ်လို့လက်ထောက်ဟုံကသတိပေးပါတယ်။သမရထံဒေါ်လာ3,500ထက်မနည်းလက်ထိုးထားရတဲ့သူမကိုဘသူကဖမ်းရဲမှလဲလို့မေးနေပြီးစာချုပ်ကိစ္စကိုဖြစ်အောင်လုပ်ရမယ်လို့ဆိုပါတယ်။အဲဒီနောက်သတင်းစာရှင်းလင်းပွဲကိုမှင်တည်နဲ့တက်လာခဲ့ပြီးမဲ့မျက်ရည်တွေနဲ့ကြံရစ်သူမိသားစုဝင်တွေရဲ့အကြည့်တွေကြောင့်ဟန်မဆောင်နိုင်အောင်ဖြစ်သွားပါတယ်။လေရင်ပြတ်ကျမှုမှာအာရှပိုင်းတာဝန်ယူထားသူမိုက်ကယ်လက်ချက်ကြောင့်ထိခိုက်နေတာသူတွေအပေါ်များစွာစိတ်မကောင်းကြောင်းပြောနေစဉ်ချာဟွန်းရဲ့ဓာတ်ပုံနဲ့မတ်တက်ရက်လာသူချားတဲ့ကွန်ကြောင့်ဆွန့်ရသွားပါတယ်။ကြံလူတွေအားလုံးကလည်းဘာစကားတစ်ခုမှမပြောဘဲဆုံးရှုံးခဲ့ရတဲ့တယောက်ချင်းစီရဲ့ဓာတ်ပုံတွေနဲ့စာနာထုတ်ဖော်လာတဲ့နောက်တုံလုံးနေတဲ့အပြုတ်မှုကိုထိမ်းပြီးနင့်နာသူတွေအတွက်ရော်ကြီးကိစ္စတာဝန်ယူပေးမယ်ပြောနေချိန်အားလုံးရဲ့ဖုန်းထဲဗျိုင်နူမက်ဆေ့ချ်တွေဝင်လာပါတယ်။ထိုဗီဒီယိုဟာဂျက်စီကာကိုတိုင်လျှို့ဝှက်ရိုက်ကူးထားတာဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးဌာနကလူတွေပဲဖြစ်ပြီးသူမနဲ့ဝန်ကြီးရဲ့ပုံတွေကိုပါတယောက်ယောက်ကဖြန့်ဝေလိုက်တာမြင်လိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲစုံစမ်းစစ်ဆေးရေးကအထူးစစ်ဆေးရေးအနေနဲ့ဂျက်စီကာကိုမီဒီယာတွေရှေ့တင်လာရောက်ဖမ်းခေါ်သွားကြပါတယ်။ပြန်မရနိုင်တော့မဲ့ဆုံးရှုံးမှုတွေပိုက်ထားရတဲ့ကြံရစ်သူမိသားစုဝင်တွေကတော့လက်ထိတ်နဲ့ထွက်သွားတဲ့ဂျက်စီကာအားသူတို့ကလေးတွေကိုပြန်ခေါ်ပြီးရန်အော်ဟစ်ကြံနေခဲ့ပါတယ်။ထောက်လှမ်းရေးဌာနရဲ့စစ်ဆေးရေးခန်းတွင်းမှာတော့ဂင်မူကီတို့လင်မယားကိုအတူထိုင်သေးပြီးနှစ်ယောက်ပေါင်းမိကွန်းတစ်ခုတည်းမေးခဲ့ပေမဲ့အဖြေနှစ်ခုထွက်နေတဲ့အကြောင်းဆယ်ဟွန်းကမေးလိုက်ပါတယ်။ဒါကြောင့်အိုဆမ်းမီကလေရင်ပြတ်ကြအောင်လုပ်ခဲ့ပြီးမတရားသဖြင့်ငွေယူခဲ့တာကဒီကောင်မို့သူမမှာအပြစ်မရှိကြောင်းပြောလာပါတယ်။ဂင်မူကီကလည်း1.5 ဘီလီယံတောင်းယူခဲ့တာသူ့မိမလို့ပြောရင်ထားတတ်နေကြတဲ့အတွက်ဂျားကဝင်တားနေရပါတယ်။ဘာမှအသုံးမဝင်မဲ့အတူတူထောင်ထဲပြန်ပို့လိုက်ဖို့ခေါင်းဆောင်ကန်ကမှားသွားချိန်လောလောဆယ်ပြန်လာတဲ့ဗီဒီယိုဖိုင်ကဗကာပုံကလွှင့်လိုက်တာလားဆိုတဲ့ဂီထဲအုံးကိုသူတို့ဘက်ကမဟုတ်ကြောင်းပြန်ဖြေလိုက်တာကြောင့်ဖမ်းရမဲ့လူတယောက်ထပ်ရှာဖို့လိုလာပါပြီ။ထောင်ထဲပြန်ပို့ခံနေရတဲ့ဂင်မူကီကသူ့မိမကိုစာရွက်တရွက်ပစ်ပေးရင်အချက်ပြလိုက်ပါတယ်။ထောင်ထဲမှာဆီယာမကြီးဖြစ်နေတဲ့အိုဆမ်းမီတယောက်အခန်းထဲပြန်ရောက်လာတော့အရန်မှန်တက်နေတဲ့လူသစ်တယောက်ရောက်နေတဲ့ဆိုတာနဲ့လှမ်းခေါ်လိုက်ပါတယ်။စိတ်ပြတ်စွာလက်ကြည့်လာသူကဂျက်စီကာဖြစ်နေပြီးအိုဆမ်းမီကိုရင်းနှီးစွာနှုတ်ဆက်လိုက်ပါတယ်။တွေ့ရတာဝမ်းသာပါတယ်လို့နှုတ်ဆက်နေရကြောင်းဂျီနီယာလားလို့မေးကစောင်းတစ်ထည်ယူအုပ်လိုက်ရင်ပုံစံဝမ်းပေးခိုင်းလိုက်တဲ့အိုဆမ်းမီကြောင့်အခန်းပေါ်တွေကလည်းပျော်ပျော်ကြီးလိုက်နာကြပါတယ်။အဲ့ဒီနောက်
ရိုက်နေတာကိုရက်ခိုင်းလိုက်ပြီးနေလောက်ခဲ့တဲ့အရာတွေလောက်ခံစားရတာမပြင်းထန်ဘူးလို့အသိပေးရင်မကြခင်သူမထောင်ကထွက်သွားတော့မှမို့မထွက်ခင်တေအောင်ရိုက်သွားအောင်မယ်လို့ပြောလိုက်ပါတယ်ဒါကိုလှောင်ရင်နေတဲ့ဂျက်စီကာကတော့ဒီထောင်ချင်းချင်းလေးထဲမှာကိုဟုတ်လာပြီထင်နေတဲ့အိုဆမ်းမီကိုကြောက်ဖို့ကောင်းတဲ့ကဘာကြီးကြောင်ပြပေးမယ်ဆိုတဲ့အတွက်အားရပါရရိုက်ပြီးထပ်မံပညာပြဖို့အမိန့်ပေးလိုက်ပါတယ်ထောင်ထဲသွားရမယ့်ဂေမူဂီကတော့သူနေရမယ့်နေရာမှာနှစ်ယောက်အိတ်ကတင်ရဲ့အခန်းဝင်ဆောင်မှုကောင်းကောင်းရဲ့နဲ့အစစ်မြင့်စားသောက်ဆရာတွေရဲ့ရှူစရာလေးနည်းနည်းလောက်ရဲ့လိုကြောင်းအယူလို့ပြောနေပါတယ်ရုတ်တရက်ကားရက်သွားပြီးအပေါ်တက်လာသူကဂျယ်ရုံးဖြစ်နေရကြောင်းကြောက်လန့်တကြားကားရက်ပေးဖို့နဲ့သူ့ကိုဘဲခေါ်သွားနေရလဲလို့အော်ဟစ်နေတဲ့အတွက်အဆောင်တယောက်ကလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားအောင်ဝင်ထိုးပါတော့တယ်ဆေးရုံအပြင်ထွက်လာပြီးတရုတ်ပြတ်စွာဟိုကြည့်တီကြီးလုံးနေသူကိုဟေးရီယာချားတဲ့ကွန်ကိုရှာနေရလားလို့မေးတော့မဟုတ်ဘူးဆိုတာကြောင့်အမှုလည်းပြီးပြတ်သွားပြီမို့ထပ်တွေးစရာမလိုတော့ကြောင်းဟွာစုကအသိပေးပါတယ်ဒီအချိန်ကြားပြတ်သတင်းနေနဲ့ကိုတေချောင်းကြံစီခဲ့သူရုံးဟန်ကြီးတယောက်ဆေးရုံတရုံမှာကိုသားမှုခံယူနေကြောင်းသတင်းဝင်လာပါတယ်တယောက်တည်းမတ်တက်ရဖို့ကြိုးစားရမှလဲကြတော့မဲ့ကိုဟေးရီထံချားတဲ့ကွန်ရောက်လာတာကြောင့်မလာတော့ဘူးထင်နေရလို့ပြောပါတယ်ဘာလို့လဲပြန်မေးတော့အမှုကိစ္စအားလုံးဖြေရှင်းပြီးပြီမို့လာစရာအကြောင်းမရှိတော့ဘူးမဟုတ်လားလို့ပြောနေတဲ့အတွက်ငါတို့တွေတွေ့ဖို့အကြောင်းပြချက်တွေလိုသေးလားလို့မေးလိုက်ပါတယ်လက်ဆောင်ပေးစရာရှိတယ်ဆိုတဲ့ကိုဟေးရီထံမှသူမခွဲစိတ်တုံးကထွက်လာတဲ့ကြီးတန်ကိုချားတဲ့ကွန်ထံပေးကကန်ကောင်းချင်းတိန်းထားလိုက်လို့ဆိုပါတယ်လမ်းလျှောက်လင်းချင်းခံကျင်တဲ့ကိုဟေးရီကိုဆွဲထုတ်ပြီးသူ့ချက်တော့ပေါ်ရက်ခိုင်းကတဖြည်းဖြည်းချင်းလှည့်ကျင့်ပေးနေပါတယ်တယောက်ပေါ်တယောက်ရင်ထဲကစကားတွေထွက်မလာကြပေမဲ့အချင်းချင်းတိုင်းဖက်ထားတဲ့လက်တွေကအပြန်လန်ယုံကြည်မှုနဲ့အမြင့်တွေ့လာတဲ့တန်ရောစင်မှန်နှစ်ယောက်စလုံးခံစားမိကြပါတယ်အခန်းထဲဝင်လာသူဂျက်စီကာအားဂီယူမဆိုင်ခဲ့မိလို့ရိုကျိုးစွာတောင်းပန်နေသူထောင်မှုကိုကော်ဖီဖြော်ယူလာပေးရန်ခိုင်းစေလိုက်ပါတယ်။ထောင်ထဲမှာဖုန်းခေါ်တာအဲ့တွေ့တာမျိုးကိုစိတ်ကြိုက်လုံနိုင်တော့မယ့်အကြောင်းပြောပြနေတဲ့လက်ထောက်အားဗီဒီယိုဖိုင်ဘသူဖြန့်လိုက်လဲသိပြီလားလို့မေးနေရကြောင်းကော်မလေးတွေထဲကတယောက်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကိစ္စကိုလွတ်ထားလိုက်ဖို့နဲ့လက်ထောက်ဝန်ကဒီညအမေရိကမှနိုင်ငံသားရေးဝန်ကြီးဌာနထံသွားပြီးနိုင်ငံသားခံယူထားတဲ့သူမကိုပြန်လွှဲနိုင်ရေးဆောင်ရွက်ခိုင်းလိုက်ပါတယ်။မျက်နှာကဒဏ်ရာတွေအကြောင်းမေးနေရကြောင်းထောင်ထဲရောက်တော့လူတယောက်နဲ့အဲ့တွေ့ရန်မှားလိုက်ပါတယ်။အဲ့ဒီနောက်အနှိတ်ခံနေသူအိုဆမ်းမီကိုအဲ့တွေ့ရှိတယ်လို့ထုတ်ပြီးထောင်မှုအခန်းထံခေါ်ကတကားလောချလိုက်ပါတယ်။ဘားကိုတစ်ချက်ရိုက်ခါဆွဲချုပ်ထားလိုက်ပြီးဒီအချိန်ကစလို့နေငရဲကိုတွားရမယ်တကားပွင့်သွားပြီလို့ကြိမ်ဝါလိုက်ပါတယ်။အခန်းထဲပြန်ရောက်တဲ့အခါမချေမချမ်းဖြစ်နေသူအိုဆမ်းမီကဂျက်စီကာကိုဝိုင်းသမဖို့အမိန့်ပေးလိုက်ပြီးမဲ့အခြေအနေကပြောင်းလဲသွားပြီမို့အိုဆမ်းမီကိုသာအမဲဝိုင်းဖျက်ကြပါတယ်။နေ့စဉ်နေ့တိုင်းပုံစံပေးခံရတဲ့အိုဆမ်းမီဟာကော်ဖီတစ်ခွက်နဲ့ဂျက်စီကာကအဝတ်စားခြင်းတူပေမဲ့အဆင့်တန်းချင်းတူမနေတာခေါင်းထဲထည့်ထားဖို့သတိပေးရင်သူမထောင်ထဲကမထွက်ခင်အထိတီးခတ်မှုမှားနေပေမဲ့အိုဆမ်းမီကတော့သူအရင်ထွက်ရမယ်လို့သာပြောနေရကြောင်းဘောလုံးလိုအကန်ခံရပြန်ပါတယ်။ချားတဲ့ကွန်ဟာလမ်းလျှောက်လေ့ကျင့်ဖို့လိုနေသူကိုဟေးရီကိုမနက်လင်းတာနဲ့ကော်ဖီထိုးဝယ်ရာကနေပြန်နှိုးပြီးစနစ်တကျလိုက်လံလေ့ကျင့်ပေးကကြာကြာနာနာနှိမ့်နေပေးနေရမို့ကိုဟေးရီတယောက်ကြည်နူးနေပါတယ်။ဂျက်စီကာတယောက်မိုက်ကယ်ဟာကိုတက်တည်သွားတာမဟုတ်ပဲနှုတ်ပိတ်ခံလိုက်ရတဲ့ဆိုတဲ့စကားတွေကြောင့်အတွေးများနေစဉ်အိုဆမ်းမီထောင်ကလွတ်သွားကြောင်းအသိပေးလာပါတယ်။ဒါကြောင့်အိုဆမ်းမီပြောမှုတဲ့အတိုင်းတကယ်ပဲထောင်ထဲမှာအယိုးဆွေးအောင်နေရတော့မဲ့လူကသူမဖြစ်နေပြီလားဆိုတာနဲ့ဘသူကြောင့်လွတ်သွားရလဲလို့စဉ်းစားနေပါတယ်။အိုဆမ်းမီကတော့သူ့ယောက်ျားပေးထားတဲ့20ဘီလီယံလျှို့ဝှက်ဘဏ်အကောင့်နဲ့အတူလွတ်လပ်စွာအပြင်ထွက်သွားပါတယ်။သူမမှာထားသလိုအမေရိကကိုထွက်မသွားတဲ့လက်ထောက်ဟုန်ကြောင့်လီလီကိုသာအားကိုးရတော့မယ်ဆိုတဲ့အခါပတ်စံရှိသေးလားလို့ပြန်မေးပါတယ်။ဒါကြောင့်ဘဏ်အကောင့်တစ်ခုချရေးကအထဲမှာရှိသမျှအကုန်သုံးဖို့မှရင်အိုဆမ်းမီကိုနောက်ရောက်ခံလိုက်ဖို့နဲ့နောက်ွယ်မှာဘသူရှိနေလဲစုံစမ်းခိုင်းလိုက်ပါတယ်။အဲ့ထက်အရေးကြီးတာတစ်ခုကချားတဲ့ကွန်ကိုဘုံထက်အားပြင်းတဲ့ပစ္စည်းတစ်ခုပို့ပေးရမယ်လို့မှားလိုက်ပါတယ်။အချင်းချင်းပြန်လဲဖေးမဖို့တိုင်ပင်နေကြတဲ့ကျန်ရစ်သူမိသားစုဝင်တွေဟာချားတဲ့ကွန်ကိုမိမပေးစားရမယ်လို့ဝိုင်းစားနောက်နေရကြောင်းရှက်ကိုရှက်ကန်းနဲ့အပြင်ထထွက်လာတဲ့ဖုန်းထဲကိုအစားနာပြောက်သွားပြီဖြစ်တဲ့ဟွန်လီရဲ့ဗီဒီယိုဖိုင်ရောက်လာပြီးဖုန်းခေါ်လာတာမို့မင်းဘယ်ကားကောင်လဲလို့ဒေါသကြီးအော်မေးလိုက်ပါတယ်အမျိုးသားထောက်လှမ်းရေးဌာနဟာသစ္စာဖောက်မင်းကျဲရှစ်ကိုဖမ်းခေါ်ထားပြီးဒရိုက်တာအန်နဲ့အတွင်းရေးမှူးချုပ်တို့အကြောင်းသိသမျှချရေးခိုင်းနေပါတယ်။နိုင်ငံတော်အကြီးအကဲတွေရဲ့အမိန့်တိုင်းဆောင်ရွက်ခဲ့တာဆိုတဲ့အဖြစ်ကြောင့်အပြစ်မဲ့ပြည်သူတွေကိုတိုက်ရလောက်တဲ့အထိအမိန့်နာခံခဲ့တဲ့ဆိုတာကြက်မပြေတာလားလို့မေးလိုက်ပါတယ်။ခိုင်းသမျှအကုန်လုံးရင်ထောက်လှမ်းရေးဒရိုက်တာယာတူလိုချင်နေသူမင်းကျဲရှစ်ဟာမျိုးချစ်စိတ်နဲ့နိုင်ငံတော်အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ယွန်စရာကောင်းလုံးတဲ့ကောင်ဖြစ်ခေါင်းဆောင်ကန်ကဆွတ်ဆွဲကတိထားသမျှကိုချရေးခိုင်းခဲ့ပါတယ်။ဂျိုင်းတောင်းနဲ့ရုံးမြန်တက်လာသူကိုဟေးရီကိုဌာနကလူအလုံးအပြင်ဂီထန်ဝန်းကပါပန်းစည်းနဲ့ဂုံယူသွားကြိုဆိုခဲ့ကြပြီးရုံးခန်းအပြင်ဆင်လိုက်ကြည့်ရန်ခေါ်ပေးမဲ့သူမအရင်ဆုံးနှုတ်ဆက်ရမယ့်လူတွေရှိသေးတဲ့ဆိုကစစ်စင်ရေးမှာကြဆုံသွားတဲ့အေဂျင့်တွေကိုအယူသိပေးခဲ့ပါတယ်။သူမကိုအငယ်ဆုံးညီမအဖြစ်ဘာလို့ခွင့်လို့ပေးခဲ့ကြသူတွေဟာမော်ရိုကိုမှာအဆုံးသတ်သွားခဲ့ပြီးမို့စိတ်မကောင်းသောငိုနေမိတဲ့ကိုဝေးရီဟာလိုက်နာဖို့အခက်ခဲဆုံးမိကအသက်ရှင်လျက်ပြန်လာဖို့ဆိုတာပဲဖြစ်ပြီးအားလုံးဟာအရေးကြီးဆုံးတာဝန်ကိုပြီးမြောက်ခဲ့ပြီလို့အားပေးပါတယ်။ကျန်ရစ်သူမိသားစုဝင်အချင်းချင်းတတ်ဆိုင်ရာလုပ်ငန်းစဉ်တွေကိုအပြန်အလှန်အားပေးဖို့တိုင်ပင်နေကြတဲ့ဘာအလုံးမှမရှိတဲ့
ချားတဲ့ကွန်အတွက်တော့အရင်ဆုံးမိမပေးသားမယ်ဆိုတဲ့အတွက်အဆက်လွန်ပြီးအပြင်ထွက်လာပါတယ်ဒီချိန်သူ့ဖုန်းထဲကိုဝင်လာတဲ့ချာဝန်းရဲ့ဗီဒီယိုဖိုင်ကြောင့်အဓိကတရက်ခန့်လွတ်နေမှသတိရသွားပြီးဖုန်းခေါ်လာတဲ့တစ်ဖက်လူကမင်းဘယ်ကားကောင်လဲလို့အော်ဟစ်မိလိုက်ပါတယ်နောက်ကိုလှည့်ကြည့်ပါဆိုတဲ့စကားနဲ့ကားပေါ်ကလီလီထန်သွားဖို့ပြင်မိမဲ့အဲ့နေရာမှာပဲရက်နေဖို့ရဲ့ဒီဗီဒီယိုကိုမင်းကျရှစ်ဖြောက်ဖြတ်ထားတဲ့အကြောင်းရင်းနဲ့အခုဂျက်စီကာပို့ခိုင်းလိုက်တာမို့ဂျက်စီကာနဲ့တွေ့ဖို့လိုကြောင်းသတိပေးသွားပါတယ်ပထမဆုံးရုံးစားတက်နေသူကိုဟေးရီထန်ဆက်သွယ်လိုက်ပြီးလူချင်းတွေ့ပြောဖို့လာခဲ့မယ်ဆိုတာကြောင့်အလှဆုံးပြင်ဆင်ထားလိုက်ပါတယ်။သို့ပေမဲ့မိတ်ကပ်နှကန်းဒီနဲ့ရေမွေးတွေဆွတ်လာသူကိုဟေးရီကိုဘသူနဲ့တော့တိတ်မလို့လဲလို့မေးရင်ဖုန်းထဲကဗီဒီယိုဖိုင်ကိုဖွင့်ကြည့်ဖို့သာမှာပါတယ်။ဒါကြောင့်ဌာနကိုထိုးဗီဒီယိုဖိုင်ပို့ကချောင်းဝန်းနောက်ကလူရဲ့နောက်ကျောင်းကိုစုံစမ်းပေးဖို့တောင်းဆိုရင်ထောင်ထဲကဂျက်စီကာနဲ့တွေ့ပါတယ်။မျက်နှာကိုကြာမကြည့်ကျင်တာမို့လိုအပ်တာကိုတန်းပြောရမှာတဲ့အခါသူမလေရင်ကိုဖျက်ချဖို့အမိတ်မပေးခဲ့ဘူးဆိုတာကြောင့်အတိတ်ပဲမရှိတဲ့စင်ញင်တွေပေးမလာရန်တတိပေးပါတယ်။ချားတဲ့ကုံတို့ကိုရှင်းလင်းဖို့ကြိုးစားခဲ့တာကလည်းတိုက်လင်ကိစ္စကိုအနောက်ရှက်ပေးနေရကြောင်းသာဖြစ်ပြီးမိုက်ကယ်လောက်ကြံခံရမှုမှာသူမစနက်မပါပဲတတိယလူရှိနေရမို့အပြင်မှာရှိနေတဲ့ချားတဲ့ကုံတို့ကပဲစုံစမ်းလို့ရအောင်ဗီဒီယိုဖိုင်ပို့ပေးလိုက်တာလို့ဆိုပါတယ်။မိုက်ကယ်ရဲ့ငယ်နောင်မိန်းကလေးဟာအာရှလူမျိုးတူဦးဆိုတာနဲ့အိုဆမ်းမီထောင်ကလွတ်သွားတဲ့အထူးဆန်းကိစ္စတွေကြောင့်ချားတဲ့ကုံတို့လက်ရှိယုံကြည်ထားတဲ့အမှန်တရားကိုပြန်လည်တူးဖော်ဖို့လိုအပ်နေကြောင်းအသိပေးလိုက်ပါတယ်။ဝရမ်းပြည့်ဖြစ်နေတဲ့ဒိုစုကိုလီလီကအလုတ်ခန့်ထားပေးပြီးထောင်ကလွတ်သွားတဲ့အိုဆမ်းမီကိုရှာခိုင်းနေစဉ်အမျိုးသားထောက်လှမ်းရေးကလည်းထိုးအိမ်ကိုရောက်လာကြပါတယ်။အိုဆမ်းမီကတော့သူမယောက်ျားပေးထားတဲ့ဘဏ်အကောင့်ထဲမှာငွေတစ်ပြားမှမမြင်ရတဲ့အတွက်တစ်ဖက်ကိုဖုန်းဆက်ပြီး3ရက်အတွင်း120ဘီလီယံထည့်မပေးရင်အကုန်ဖော်ထုတ်ပြစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ဂျွန်နံပါတ်ကိုထိမ့်သိမ်းပြီးတာတော့အထက်ထက်ကြုံနေရတဲ့မတင်ကားစရာကိစ္စတွေကြောင့်လွတ်သွားတဲ့အိုဆမ်းမီအစားနာရှာမရတဲ့ဂျယ်ရုံးကိစ္စစုံစမ်းရန်ဂေမူဂီကိုတော့တွေ့မယ်ဆိုပေမဲ့ထောင်ထဲမှာမဟုတ်ပဲစိတ်ကြမ်းမာရေးဆေးရုံရောက်နေကြောင်းသိလိုက်ရပါတယ်။ဆေးရုံမှာတတိယတိုင်းထွက်ပြေးနေတဲ့ဂေမူဂီကိုအချိန်ပြည့်လိုက်ဖမ်းနေရပြီးကိုဟဲရီတို့ကလည်းထိုဆေးရုံကိုလိုက်လာကြပါတယ်။စိတ်ငြိမ်သေးထိုးထားရလို့နိုးလာဖို့ကြာအောင်မယ်ဆိုတဲ့အခါချားတဲ့ကွန်ကတော့စောင့်နေမယ်လို့ဆိုပါတယ်။သူတို့ကိုစောင့်ကြည့်နေသူဂျယ်ရုံးကဂေမူဂီပြန်နိုးလာအောင်စိတ်ကြွသေးထိုးခိုင်းလိုက်ပြီးချားတဲ့ကွန်ရောက်နေတဲ့အကြောင်းနဲ့တခုခုပြောလိုက်တာနဲ့အသေးပဲလို့သတိပေးလိုက်ပါတယ်။ခြောက်ချစရာကောင်းတဲ့စိတ်ကြမ်းမာရေးဆေးရုံအတွင်းကဂေမူဂီရဲ့အခန်းစီဝင်တွေ့တော့အခြေအနေပိုဆိုးနေတာမြင်လိုက်ရပြီးအဆောင်ကိုနှင်လော့ခအိုဆမ်းမီလွတ်သွားတဲ့ကိစ္စရဲ့မိုက်ကယ်ကိုဘသူတတ်ခဲ့တာလဲဆိုတာရဲ့ဝိုင်းမေးကြပေမဲ့ CCTV ကိုသာစောင့်ကြည့်နေပါတယ်။ဂျယ်ရုံးစောင့်ကြည့်နေမယ်လို့သတိပေးထားတာကြောင့်မိုက်ကယ်အသက်ခံရမှုကြောင့်မေးသမျှမေးခွန်းတွေကိုမသိဘူးလို့အော်ဟစ်ညှင်းဆန်ရင်ယူးကျင်အောင်စောင့်နေတဲ့အတွက်ကိုဟေးရီကစိတ်အေးထားပြီးဂျယ်ရုံးအကြောင်းကိုပြောပြခိုင်းပါတယ်။မော်ရိုကိုမှာတော့ကသူ့ကိုဆေးဆွဲအောင်လုပ်ခဲ့တဲ့အပြင်လေရင်ပြတ်ကျမှုအပြီးနှုတ်ပိတ်ဖို့ကြိုးစားခဲ့ပုံတွေကိုပြန်ပြောခိုင်းခဲ့ပေမဲ့အယူလို့အော်ဟစ်တန်ကြောင့်အဆောင်တွေဝင်လာပါတယ်။အပြင်ပြန်ထွက်ဖို့ကြိုးစားနေသူကိုဟေးရီရဲ့လက်ကိုကင်ပြီးသူအသက်ခံရတော့မှမို့ကိုညီပေးရန်တောင်းဆိုနေတဲ့ဂေမူဂီယာဒီမှာဂျယ်ရုံးရှိနေရလို့အော်ပြောသွားပါတယ်။တန်တရားဝင်နေတဲ့ချားတဲ့ကွန်တို့ကိုသူယောဂထလာတိုင်းဒီလိုပောက်ကရတွေရှောက်ပြောတတ်ကြောင်းအဆောင်ကသတိပေးသွားတာမို့ပြန်ထွက်လာခဲ့ပါတယ်။ဒါကိုစောင့်ကြည့်နေသူဂျယ်ရုံးကသူမော်ရိုကိုမှာဖမ်းဆီးခံရတဲ့ကဆာမာအဲနောက်တစ်ချိန်အခွင့်အရေးပေးမှုကြောင့်အသက်ရှင်လာခဲ့တာဖြစ်ပါတယ်။ကိုရီးယားနာမည်ဘတ်ဆူချန်ဆိုတဲ့ဂျယ်ရုံးဟာမိဘမဲ့ခေယာကနေပြင်သစ်လူမျိုးတွေမွေးစားခဲ့တာဖြစ်ပေမဲ့အသက်12နှစ်အရွယ်မှာထပ်မံဆွတ်ပစ်ခံလိုက်ရပြီးအရွယ်ရောက်လာချိန်မှာပြင်းမှုမှတ်တမ်းများစွာနဲ့ထောင်ထဲဝင်လိုက်ထွက်လိုက်ပွားကနေမှတ်တမ်းပြောက်ကအခုမှပြန်ပေါ်လာတာဖြစ်ပါတယ်။သူ့အကြောင်းရဲ့မှန်ကိုဗကာဘုံမှာပြန်လဲရှာဖွေဖို့နဲ့အိုဆမ်းမီကိုလွတ်မိတ်ပေးလိုက်တဲ့တရားသူကြီးနောက်ွယ်မှာအစိုးရအာဏာပိုင်ဘသူလဲဆိုတာစုံစမ်းခိုင်းမှုမှာလိုက်ပါတယ်။ဆေးရုံမှာပြန်တရိရလာသူအတွင်းရဲမှုကျုံရဲ့ဘေးမှာဝင်ကြီးချုပ်ရှိနေပါတယ်။အင်အားကြီးပြီးချမ်းသာတဲ့ကိုရီးယားနိုင်ငံကသာအလိုရှိတယ်ဆိုတဲ့တမရရဲ့စကားဟာပူတွေဖြစ်ပြီးအားလုံးကသူ့ရဲ့ကိုကြိုးအတွက်ပဲဆိုတာအတွင်းရဲမှုလဲသိမှာပေါ်လို့ပြောနေပါတယ်။တကယ်တမ်းအတွင်းရဲမှုရဲ့တက်ပလက်တွေကိုဝင်ကြီးချုပ်ယူလိုက်တာဖြစ်ပေမဲ့ကိုကြိုးရှာနေသူတမရကိုဆွဲချလို့ရမယ်အထောက်ထားမတွေ့လို့ပြန်လဲမေးခွန်းထုတ်နေပါတယ်။အရက်ပလင်းနဲ့မီးသွေးဖာထည့်ထားခဲ့ပြီးတက်သေးဖို့တွန်းအားပေးခဲ့ပေမဲ့တက်ပလက်ထဲမှာအထောက်ထားမတွေ့တော့လို့ဆေးရုံပို့ပြီးအသက်ကယ်ပေးခဲ့တဲ့ဝင်ကြီးချုပ်ဟာသူလိုချင်တာစင်ကာပူဆက်သွယ်ရေးကုမ္ပဏီကိုလွှဲထားတဲ့ဒေါ်လာတန်း900တက်သေးတစ်ခုတည်းလို့အသိပေးပါတယ်။ခမ ्या ရဲ့တရုတ်မှန်ကဘာလဲဆိုတဲ့အတွင်းရဲမှုဟာသူဟာဂျောင်းကုတ်ဖြူနဲ့မတူတဲ့မျိုးချစ်ပုဂ္ဂိုလ်တယောက်ပဲမို့လောလောဆယ်စုံစမ်းမှုတွေလောက်ခံရမှာမဟုတ်ပဲတမိုင်းသိရေးထိုးခြင်းမှာကပူးပေါင်းရန်မှားသွားပါတယ်။အဲ့ဒီနောက်ဝင်ကြီးချုပ်ဟာချားတဲ့ကွန်ကိုညနေ4နာရီသူပြောတဲ့ဟိုတယ်မှာလာတွေ့ရန်ဖုန်းဆက်ချိန်ဆိုလိုက်ပါတယ်။ထိုနေရာမှာတော့အခြားမိသားစုဝင်တွေလည်းရောက်နေကြပြီးအားလုံးကိုဝင်ကြီးချုပ်ဖိတ်ခေါ်ထားမှသိလိုက်ရပါတယ်။တမရတော်မသိတဲ့ဝင်ကြီးချုပ်ရဲ့ရုပ်ချီသတင်းစာရှင်းလင်းပွဲကြောင့်ဖုန်းဆက်မေးတော့လဲချပစ်လိုက်တဲ့အတွက်အံ့ဩသွားပါတယ်။အခန်းထဲပြုံးရွှင်သာဝင်လာတဲ့ဝင်ကြီးချုပ်ဟာသတင်းတောက်တွေနဲ့ပြည်သူကိုအယိုသေးပေးရင်လူရင်းကိုသာပြောမှာမို့အတန်ဖိုင်ကိုအရင်နားထောင်ရန်
ဖွင့်ပြပါတယ်အတန်ဖိုင်ထဲမှာတော့သူမကိုလာရောက်ဖမ်းဆီးလိုက်မယ်ဆိုတာကြောင့်ဒေါသထွက်နေသူဂျက်စီကာသမရချောင်းကိုဖြိုကိုသူမဝန်တန်း900ထက်မနည်းလက်ထိုးထားတာမို့ဘလို့ပဲဖြစ်ဖြစ်တိုက်လေရင်ကိစ္စဖြစ်အောင်လုပ်ပြမယ်လို့ပြောထားပါတယ်လောလောဆယ်တက်သိပြလို့ရသလောက်ကတော့စင်ကာပူကဆက်သွယ်ရေးဟန်ပြကုမ္ပဏီတစ်ခုကိုဒေါ်လာတန်း900လွှဲပြောင်းထားပြီးထိုကုမ္ပဏီဟာသမရချောင်းကိုဖြိုပိုင်တယ်လို့ဖွင့်ချလိုက်ပါတယ်အဖြစ်ပြအားလုံးအတွက်သမရဟာအတွင်းရင်မှုရုံးပေါ်သာပုံချခဲ့တာမို့ကိုတက်သိခဲ့တာဖြစ်ပြီးမကြခင်ပြန်သတိရလာရင်တက်သိထပ်ပြမယ့်အကြောင်းနဲ့လေရင်ပြချမှုကိုကြိုးကန်ခဲ့သူကအတွင်းရင်မှုရုံးမဟုတ်ပဲသမရကိုယ်တိုင်ဖြစ်ကြောင်းမကြခင်ချပြမယ်လို့ပြောလိုက်တဲ့အတွက်သမရယောဂတိုးသွားပါတယ်ရခင်ကညီကိုလိုဆက်ဆံရေးကနေယခုမှအောက်ဖဲလန်ရခြင်းအကြောင်းကိုမေးကြည့်တော့ကျန်ရည်သူမိသားစုဝင်တွေကသူတို့မိသားစုကိုလောကကြီးကပျောက်ကွယ်အောင်လုပ်ခဲ့တဲ့ခင်မူကီကိုခေါ်လာခဲ့တဲ့ကအသက်နဲ့တောင်ရင်းခဲ့ရခြင်းဟာဒီကိုရီးယားနိုင်ငံရဲ့တရားဥပဒေကိုအပြည့်အဝယုံကြည်တာကြောင့်မို့နိုင်ငံဘက်ကပြန်လည်ပေးဆက်တဲ့ကြောင်းပြောရင်တရုတ်ဆောင်ကောင်းကောင်းနဲ့လိုက်လံအယိုသေးပေးခဲ့ပါတယ်ယောဂတက်နေတဲ့သမရဟာထိုအစီအစဉ်ကိုကြည့်နေရင်တတိမရသေးဘူးဆိုတဲ့ယွန်းဟန်ကီကိုအရင်တွေ့ရန်စီစဉ်ခိုင်းလိုက်ပြီးသစ္စာပေါဝင်ကြီးချုပ်ကိုအညိုတေးတစ်ခုထားလိုက်ပါတယ်သို့ပေမဲ့လက်ထောက်ရောင်းကြီးဟာဝင်ကြီးချုပ်ရဲ့လူပဲမို့သမရလိုက်သွားတဲ့မှာတတိလက်နေတဲ့ယွန်းဟန်ကီကိုသာမြင်ခဲ့ရပြီးသူ့ကိုကယ်တင်ဖို့အတွက်ဆယ်စုနှစ်တစ်ခုစာလောက်အိတ်နေရန်တီးတိုးရေရွတ်သွားပါတယ်အပြေးဝပြန်တတိရနေတဲ့ယွန်းဟန်ကီဟာသူ့အယုံကြည်ရဆုံးသမရကသူ့ကိုဇက်တိုက်အသုံးချနေသေးမှုမျက်ရည်တွေကျနေပါတယ်လူတိုင်းတည်င်းတိုင်းကဝင်ကြီးချုပ်ကိုချီးကျူးနေကြပေမဲ့ချားတဲ့ကွန်ကတော့သူတို့ကိုအသုံးချပြီးနာမည်ကောင်းယူသွားတာလို့ပြောနေစဉ်အဖွဲမှုရောက်လာပါတယ်အိုဆာမီကိုလှုပ်ပေးလိုက်တဲ့တရားသူကြီးကဝင်ကြီးချုပ်ဟုံရဲ့လက်ပါစိတ်မှုဖြစ်နိုင်ခြေအားလုံးကိုတိတ်တိတ်ဆိတ်ဆုံသန်းရန်မှာပါတယ်ကောက်ကငင်ကထားလုပ်တဲ့သတင်းစာရှင်းလင်းပွဲရည်ရွယ်ချက်ကလည်းလက်ရှိသမ္မတပြုတ်ကျသွားရင်ဝင်ကြီးချုပ်ကလက်လွှဲယူမဲ့ရည်ရွယ်ချက်သာဖြစ်ပြီးလေရင်ပြတ်ကျမှုဟာနိုင်ငံရေးလက်ခွက်တွေပါဝင်နေတဲ့ဆိုတာကြောင့်ချားတဲ့ကွန်စိတ်ပြတ်သွားပါတယ်ခေါင်းဆောင်ကန်တို့ဟာဂျယ်ရုံရဲ့ချက်လက်တွေရယူနိုင်ဖို့ဂျန်ဆိုရဲ့အကူအညီနဲ့ CIA ကိုဖောက်ဝင်နေပြီးလိုအပ်ရင် MI6 နဲ့မော့ဆတ်အထိရည်ရွယ်ထားပါတယ်တနေကုန်လမ်းလျှောက်နေရတဲ့ဂိုဟေရီယာခါးနာနေပြန်ပြီမို့ချားတဲ့ကွန်ကသူ့ကြောပေါ်တက်ရန်မှာပါတယ်ပြီးတော့ဂိုဟေရီကိုအသိမပေးရသေးတဲ့သတင်းတောက်ဂျိုဘူးရောင်းကိစ္စမနှက်ပြန်သူသွားရောက်စုံစမ်းကြည့်အောင်မယ်လို့ဆိုပါတယ်ဒီလိုနဲ့ဖြောင်းဝသတင်းစာတိုက်ကိုရောက်တော့သေဆုံးသူဂျိုဘူးရောင်းအတွက်လူသက်သမားကိုဖမ်းမမိသေးဘူးလားစုံစမ်းတဲ့အခါနယူးဇီလန်မှာဂျင်မတော်တဆမှုနဲ့သေဆုံးခဲ့တာဆိုတာကြောင့်သူတို့ထင်တာလွဲနေတဲ့အပြင်သတင်းတောက်တပ်ပုံအတွင်းကဂျိုဘူးရောင်းအစ်စ်ကလည်းအခြားလူဖြစ်နေပါတယ်တကယ်တမ်းဂျိုဘူးရောင်းလို့အမည်ခံထားတဲ့လူဟာစာမာရဲလူဖြစ်ပြီးဝင်ကြီးချုပ်နဲ့အဆက်အသွယ်ရှိသလိုဒီညအမေရိကကိုထွက်သွားတော့မှာဖြစ်ပါတယ်တစ်ချိန်လုံးဂျက်စီကာရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့လက်ထောက်ဟွန်ကလည်းဝင်ကြီးချုပ်ရဲ့တူအရင်ဖြစ်နေပြီးအားလုံးကသူ့ဦးလေးသမရဖြစ်မြောက်ရေးအတွက်ဆောင်ရွက်ခဲ့တာဖြစ်ပေမဲ့ဂျားတဲ့ကအမျက်ထွက်သွားတဲ့ Dynamic System ဘက်ကိုလည်းတန်ရာတန်ကြေးယူဖို့စဉ်းစားလိုက်ကြပါတယ်တစ်ဖက်မှာသတင်းတောက်တွေကိုမှုတ်ကြွေးပြီးဝင်ကြီးချုပ်ပြောတဲ့1,900ဘီလီယံဆိုတာအရေးမရဖတ်မရဆွဆွဲချက်တွေဆိုတဲ့အကြောင်းနဲ့သူ့မှာတိုက်ခန်းလေးတစ်ခန်းသာပိုင်တဲ့အကြောင်းရှင်းပြနေပါတယ်သူ့လိုရိုးသားခြင်းနဲ့တက်မှတ်မှုမရှိတဲ့သမရတယောက်ကိုဝင်ကြီးချုပ်ဟွန်ကအခြားဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးအပုတ်ချခဲ့တာလို့ဖာထေးနေကြစင်ကာပူဆက်သွယ်ရေးကုမ္ပဏီအကြောင်းမေးလာသူသတင်းတောက်ကအတွင်းရေးမှုရဲ့လျှို့ဝှက်ဘဏ်အကောင့်ကြောင့်မေးပေမဲ့သူမသိဘူးလို့ညင်းလိုက်ပါတယ်ဒီအချိန်ဝင်ကြီးချုပ်ရောက်နေပြီလို့အသိပေးတဲ့ရောင်းကြီးကြောင့်မျက်နှာပြတ်သွားပြီးသမရခုံပေါ်မတ်မောစွာထိုင်နေတဲ့ဝင်ကြီးချုပ်ထံလိုက်သွားပါတယ်တစ်ချိန်ကညီတော်တွေအကိုတော်တွေခေါ်ခဲ့ဘူးသူတွေဟာယခုချိန်မှာတော့သမရကဝင်ကြီးချုပ်ကိုအလုတ်ဖြုတ်ပစ်မယ်ဝင်ကြီးချုပ်ကလည်းအဲ့လိုလုပ်ရင်သူပြောတာမှန်နေကြောင်းသက်သေပြသလိုဖြစ်သွားမယ်လို့အကြက်ကင်ပါတယ်မျိုးချင်းလို့ခံယူထားသူမို့အရေးချင်းမရှိအလိညာလောဘတွေနဲ့သမရအားနိုင်ငံတော်ကြီးကိုလှည့်သားနေတာဆက်လက်မကြည့်ကျင်တော့တာကြောင့်နှုတ်ထွက်စေခြင်းနေပါတယ်ဒေါသထွက်သွားတဲ့သမရဟာဝင်ကြီးချုပ်ကိုနိုင်ငံတော်ပုံကံမှုနဲ့ထုတ်ပေးရန်ချက်ချင်းပါတီခေါင်းဆောင်တွေနဲ့အရေးပေါ်အစည်းအဝေးလုပ်ဖို့ရောင်းကြီးကိုမှားလိုက်ပြီးဘသူအရင်အဆုံးသတ်မလဲကြည့်ရအောင်လို့စိန်ခေါ်လိုက်ပါတယ်အားလုံးကိုချုပ်ကင်ထားတဲ့ဝင်ကြီးချုပ်ကတော့ပါတီဝင်ခေါင်းဆောင်တွေဟာသမရနဲ့မတွေ့ခင်သူနဲ့ရင်တွေ့ဖို့စီစဉ်ပေးရမှားလိုက်ပါတယ်အဲ့ဒီနောက်ကြံရဲသူမိသားစုဝင်တွေနဲ့တွေ့ဆုံပွဲလုပ်မဲ့ဝင်ကြီးချုပ်ဟာမီကီကမြင်သွားတာမို့အက်ဒဝတ်ထံသတင်းပို့ပါတယ်အစိုးရဘက်ကအရင်ကမျက်နှာလွှဲထားတဲ့အမှုကိုအခုချိန်ကစသူတာဝန်ယူပေးတော့မှာမို့ဆွေးနွေးစရာရှိတဲ့ကိစ္စပြောရမှာနေစဉ်ချားတဲ့ကွန်ကသူ့မျက်စိရှိတဲ့အသက်ခံလိုက်ရတဲ့သတင်းတောက်ဟာနာမည်လဲမှားနေသလိုလူလဲမမှန်တဲ့အဖြစ်အပျက်တွေကိုပြောပြတော့ဝင်ကြီးချုပ်ကသူစုံစမ်းပေးမယ်လို့ဆိုပါတယ်ပြောစရာရှိရင်ဟန်မဆောင်တတ်တဲ့ချားတဲ့ကွန်ဟာအဲ့ဒီကိစ္စထက်အိုဆာမီကိုဘာလို့လွတ်ပေးလိုက်တာလဲလို့မေးချလိုက်ပြီးကြောင်ကတန်းဖြစ်နေတဲ့ဝင်ကြီးချုပ်ဟာတရားသူကြီးအန်းကိုတော့သိမဲ့ထင်တယ်လို့ပွဲစုအောင်လုပ်လိုက်ပါတယ်ဒါအပြင်သမရနှုတ်ထွက်သွားရင်ယာယီသမရဖြစ်လာမဲ့ဝင်ကြီးချုပ်ကိုသူအားလုံးသိနေရဆိုတဲ့သဘောနဲ့မိကုန်းနေဇက်တိုက်မင်းနေရကြောင်းစကားလမ်းကြောင်းလွှဲသွားပါတယ်အပြင်ရောက်တော့ကြိုးစောင်းနေတဲ့အက်ဒဝတ်ကဆွေးနွေးစရာရှိလို့အချိန်ကနလောက်ပေးရန်တောင်းဆိုပေမဲ့တိုက်လေရင်ကိစ္စကသမရနဲ့သာတိုက်ရိုက်ပြောဖို့မှာပြီးထွက်သွားချိန်နောက်ကရောက်လာတဲ့ချားတဲ့ကွန်ကဒီကိုဘာကိစ္စနဲ့ရောက်လာလဲလို့မေးပါတယ်တစ်ဖက်မှာအိုဆာမီတယောက်သူမကိုလိုက်ဖမ်းနေတဲ့လူတွေလက်ကနေအသက်လူထွက်ပြေးနေရပါတယ်အိုဆာမီထောင်ကထွက်သွားတဲ့ကိစ္စနဲ့ဂျက်စီကာဟာသူမမိုက်ကယ်ကိုမတက်ခဲ့ဘူးလို့ဆိုကတက်သိဗီဒီယိုဖိုင်ပို့ပြီးလက်ရှိယုံကြည်နေတဲ့အမှန်တရားတွေကတကယ်မဟုတ်ဘူးလို့သတိပေးမှုတဲ့အကြောင်းအက်ဒဝတ်ကိုပြောပြတဲ့အခါယုံညံ့တဲ့မိန်းမရဲ့စကားတွေကိုမယုံကြည်ဖို့သာမှာပါတယ်ဒီအချိန်အမည်မသိဖုန်းတစ်လုံးဝင်လာလို့က
ကင်လိုက်တော့ကြောက်လန့်နေတဲ့အိုဆမ်းမီကသူမစီမှာတက်သေးတွေရှိနေမှန်းသိလို့လိုက်တက်နေကြတာမို့အမြန်လာခဲ့ရန်အကူအညီတောင်းပါတယ်။ဘာတက်သေးလဲဘသူတွေလိုက်နေရလဲလို့မင်းနေစဉ်ကြောက်လန့်တကြားထွက်ပြေးသွားတဲ့အိုဆမ်းမီနောက်မှာဖုန်းလာကင်သူကတော့ဂျယ်ရုံးပဲဖြစ်ပါတယ်။အဒဝါကိုနှုတ်ဆက်ပြီးထွက်သွားချိန်တစ်ဖက်မှာဂျယ်ရုံးကတော့အိမ်ဆောက်ပစ္စည်းဆိုင်ရဲ့မီးအားလုံးကိုဖွင့်ကအိုဆမ်းမီကိုစတင်အမဲလိုက်နေပြီဖြစ်ပါတယ်။နောက်ကလိုက်လာတဲ့ချားတဲ့ကွန်ကလည်းရဲရိထံအကြောင်းကြားလိုက်ပြီးအဆောက်အဦထဲပြေးဝင်လာချိန်ဂျယ်ရုံးရဲ့ဦးတည်ချက်ဟာသူ့ရန်သူတော်ဟောင်းချားတဲ့ကွန်ဘက်လှည့်သွားကမတွေ့တာကြာပြီပဲလို့နှုတ်ဆက်လိုက်ပါတယ်။